မင်းကလေးတယောက်ဟာနတ်ရှိုင်းနဲ့တွင်းကြီးတစ်ခုတည်းကိုမတော်တဆပြုတ်ကျသွားခဲ့တယ်။အဲ့ဒီတွင်းဟာတကယ်တော့နန်းတော်ကြီးတစ်ခုဖြစ်နေတာကိုသူမတွေ့လိုက်ရတယ်။နေရံပေါ်မှာတော့ထူးဆန်းတဲ့ပကြီးကားတစ်ချက်ချိတ်ဆွဲထားပြီးဆက်စုကျင်စိတ်ရှိတဲ့မင်းကလေးကအနားသွားပြီးတော့ထိလိုက်မိတာပေါ့။နောက်တစ်စက္ကန့်မှာပဲပြင်းထန်တဲ့အားတစ်ခုကသူမကိုလွတ်ထွက်သွားစေပြီးပကြီးကားတွေကလူဟာသူမရှိမှတကယ်ပေါ်လာပါတော့တယ်။မင်းကလေးထိတ်လန့်နေတော့မှပဲအဲ့ဒီလူရဲ့မော်စွမ်းနဲ့သူမဟာသူ့စီကိုဆွဲခေါ်ခြင်းခံလိုက်ရတယ်။အဲ့ဒီအမျိုးသားကဒီမိန်းကလေးဟာတစ်ချိန်ကသူ့ကိုပိတ်လောင်ခဲ့တဲ့ဆုံးမနဲ့ရုပ်ချင်းတထေရတဲ့တူနေတာကိုတွေ့သွားတဲ့အခါဒေါသချောင်းချောင်းထွက်ပြီးသူမကိုတတ်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ထူးဆန်းတာကမိန်းကလေးကိုနာကျင်အောင်လုပ်ရင်အဲ့ဒီဒဏ်ရာကသူ့စီမှာပါလာပေါ်နေတာပါ။သူတို့နှစ်ယောက်ဟာမတော်တဆအသက်ရှင်တန်မှုမျှဝေခြင်းစာချုပ်ချုပ်ဆိုမိသွားတာဖြစ်နေလို့ပါ။မိန်းကလေးထိခိုက်တိုင်းသူပါထိခိုက်နေမှာမို့စာချုပ်ကိုဘယ်လိုဖျက်ရမလဲသူစဉ်းစားနေတော့မှပဲမိန်းကလေးကအိမ်ကိုတိတ်တဆိတ်ထွက်ပြေးသွားခဲ့တယ်။အဲ့ဒီအချိန်မှာသူမရဲ့ရည်စားဖြစ်သူကသူမရဲ့တငယ်ချင်းအရင်နဲ့ဖောက်ပြန်နေတာပါ။ကန်ဆိုးတာကမိန်းကလေးဟာဒီမြင်ကွင်းကိုမတွေ့လိုက်ပဲသူမကြုံတွေ့ခဲ့ရတာတွေကိုရည်စားဖြစ်သူကိုပြောပြဖို့လုပ်နေခဲ့တယ်။ရည်စားဖြစ်သူကသူမပြန်ရောက်လာတာကိုမြင်တော့အံ့ဩသွားပြီးသူမကိုတတ်ဖို့ဓားမြောင်နဲ့ထိုးလိုက်ပါတယ်။အဲ့ဒီအချိန်မှာစာချုပ်ကြောင့်အန်နီရယ်ကိုတိလိုက်ရတဲ့ပကြီးကားတွေကလူဟာချက်ချင်းကိုရောင်ဖြောက်ရောက်လာပြီးသူမကိုကဲတင်ပေးခဲ့တယ်။သူမရဲ့တငယ်ချင်းကပေါ်လာတဲ့လူကိုချောလုံးလို့ငေးမောနေတော့မှပဲအဲ့ဒီလူကမိန်းကလေးကိုအတင်းအကျပ်ခေါ်သွားပါတော့တယ်။မိန်းကလေးကတော့သူမရည်စားကသူမကိုတတ်ဖို့ကြိုးစားတယ်ဆိုတာကိုမယုံနိုင်ပဲရည်စားနဲ့ပဲထားဝရနေမယ်လို့ပြောနေတာကြောင့်အဲ့ဒီလူကစိတ်မရှိတော့ပဲမော်ပညာနဲ့သူမရည်စားနဲ့တငယ်ချင်းကိုအေးခဲအောင်လှုပ်ထားခဲ့ပြီးသူမကိုသူ့အိမ်ကိုပြန်ခေါ်သွားခဲ့တယ်။မိန်းကလေးကတော့သူ့စကားကိုနားမထောင်ပဲအိမ်ကပစ္စည်းတွေကိုနေတိုင်းရိုက်ခွဲပြီးအာခံနေခဲ့တယ်။ဒါပေမဲ့အဲ့ဒီလူကလက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့ကွဲသွားတဲ့အိုးတွေကမူလအတိုင်းပြန်ကောင်းသွားတာကိုမြင်တော့မှမိန်းကလေးဟာဒါတွေကအလကားပဲဆိုတာသိသွားတယ်။သူမကနီလန့်ပြောင်းပြီးသူ့ကိုအလိုလိုက်ကပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့တယ်။ဒါပေမဲ့အဲ့ဒီလူကစာချုပ်ကိုဖျက်နိုင်မဲ့တခုတည်းသောနီလန့်ဟာဒီမိန်းကလေးကိုလက်ထက်ရမှာပဲဖြစ်တယ်ဆိုတာသိသွားတဲ့အတွက်သူမကိုသူ့အနားမှာပဲထားဝရထားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။မိန်းကလေးကညှင်းဆိုနေပေမဲ့သူကမော်ပညာနဲ့သူတို့နှစ်ယောက်ရဲ့တပ်ပုံပါတဲ့လက်ထက်စာချုပ်နှစ်ဆောင်ကိုဖန်တီးလိုက်တာကြောင့်မိန်းကလေးဟာအယမ်းကိုမှင်သက်သွားခဲ့ရတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာယာယီအဖြစ်အတူတူနေထိုင်သွားကြပါတော့တယ်